မိုရီဟဲ့ဗီဒီယိုကနေပြင်နေကြည့်လိုက်ပါတယ်ဒီတစ်ခါတော့ဟိုလာဟိုလေးနဲ့မိတ်ဆက်ပေးပြစေရှင်ဒီခါတဲ့ကွင်းလေးကကြတော့သူကမန်နီယာဘုတ်ကလေးပါမယ်ပြီးသွားလို့ရှင်ကိုလိုတလောက်ပေါ့နော်အတိုးစစ်ထုတ်တက်လုံးနိုင်တဲ့ခါစစ်ပေါ့နော်၄ခုလေးပါဝင်ပါတယ်ရှင်သူကခါလုံးပန်း44မှာ၄လဲမှာဖြစ်ပေါ့နော်အသုံးပြုနိုင်မှာဖြစ်ပါတယ်ပြီးသွားလို့ရှင် LCD display လည်းပါဝင်တဲ့အတွက်ကိုလှည့်လိုက်လို့ရှင်လှည့်တဲ့အချိန်ရဲ့ကောင်တာကိုသူကဖော်ပြပေးမှာဖြစ်ပါတယ်ဒီခါတဲ့ကွင်းလေးကကြတော့အရင်ကဟိုက်ပဲပို့ပြီးတော့ပေါ့နော်အချုပ်တက်ကပို့ပြီးတော့မြန်ဆန်သွားတယ်သူကအနီအောင်ဖုတ်ကလေးကိုနှိပ်ပြီးသွားလို့ရှင်ကိုလိုတလောက်ပေါ့နော်လိုတဲ့အစ်စ်ကလေးကိုအတိုးလျှော့လုပ်ပြီးတော့ထုတ်တက်လို့ရပါတယ်ရှင်အရင်တော့ဆိုရင်တော့ပေါ့နော်သူကဒီထုတ်တက်ကခါလေးကြလို့ရှင်ဖိရနာတာမျိုးရှိရပေါ့နော်ဒါကကြတော့အလွယ်တကူထုတ်တက်လို့ရတဲ့အပြင်ခါလဲတဲ့ခါကြလို့ရှင်သူကမာဆက်ပွိုင်လေးပါပြီးရပေါ့နော်အဲ့မာဆက်ပွိုင်ကလေးကကြတော့ဥမာကိုခါလဲတဲ့ခါကြလို့ရှင်ခါလဲတဲ့အခါအစီတာပို့ပြီးမြန်သွားရပေါ့နော်ကိုမြန်ရင်မြန်တယ်လို့ခါအစီတာတော့အထဲထဲကနေတော့မာဆက်ပုတ်ကလေးတွေကလိုက်ပြီးတော့ပေါ့နော်မာဆက်လုပ်ပေးနေတာဖြစ်တဲ့အတွက်အစီတာကလည်းပို့ပြီးမြန်ဆန်သွားပါတယ်ဒီခါလက်ကွင်းလေးကိုပြန်ဒီပေါ့နော်ကိုကစပြီးတော့လေ့ကျင့်မယ်ဆိုရင်တော့သူကအရင်ဆုံးပေါ့နော်ခြေထောက်ကိုစီပြီးလေ့ကျင့်တာထက်ခြေထောက်လေးကိုနည်းနည်းလေးကားပြီးတော့လေ့ကျင့်တာပို့ပြီးတော့အဆင်ပြေပါတယ်အားလက်ကွင်းကျိုးလေးကလည်းအတူရှိပြုလုပ်လို့ရပြီးတော့ကိုလိုဘလောက်ပေါ့နော်အချိန်ဆပုံမူတည်ပြီးတော့ဒီထည့်ပေးလို့ရပါတယ်ရှင်ဒီခါလက်ကွင်းလေးကိုမှာယူမယ်ဆိုရင်တော့ Mori Hair Beauty Shop မှာလည်းမှာယူနိုင်တယ်လို့3999535519399966315543မှာလည်းဆက်သွယ်မှာယူနိုင်ပါတယ်ရှင်မိုးရင်းနဲ့ပတ်သက်ပြီးတော့ကျမကြီးနဲ့ပတ်သက်ပြီးတော့စီဇန်နာတွေပဲဖြစ်ဖြစ်အားကစားနဲ့ပတ်သက်ပြီးစီဇန်နာတွေပဲဖြစ်ဖြစ်ပေါ့နော် Mori Hair Beauty Shop မှာလည်းလေ့လာနိုင်တယ်လို့ TikTok, Viber, Telegram channel တွေမှာလည်းလေ့လာဝယ်ယူနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်